Hello အားလုံးမင်္ဂလာပါကိုဇော်ဖုဘလော့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ကတော့ညစ်ချင်တဲ့ဝက်သားချက်စားမှာဖြစ်ပါတယ်အရေးအဆုံးညစ်ချင်တစ်ထောက်ကိုကျွန်တော်ရေနွေးနဲ့အရင်ပြောလိုက်ပါမယ်ဗီယက်နမ်ဆိုင်ကနေညစ်ချင်တစ်ထောက်ဝယ်လာခဲ့ပါတယ်ဒီတစ်ထောက်ကို1000တောင်ပေးရပါတယ်နော်ဒီညစ်ချင်ကိုကျွန်တော်တို့9မိနစ်လောက်ပျောက်လိုက်ပြီးရင်တော့စကားခုနဲ့ဆက်ထုတ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ရေကိုတစ်ခေါက်လောက်ဆေးလိုက်ပါမယ်နော်ဒါဟင်းချက်ဖို့အတွက်ကျွန်တော်စီထည့်ပါမယ်စီပူလာရင်ဒါကတော့ငရုတ်တီအနစ်ထည့်ပါမယ်ဒီနေ့ကတော့ငရုတ်တီထောက်ဖို့ပြင်းလို့ဒီထိုင်းငရုတ်တီအနစ်ကိုပဲကျွန်တော်ချက်လိုက်ပါတယ်နော်ထိုင်းလို့ခေါ်ရင်တော့ picking ကိုခေါ်ပါတယ်နော်ဒါကအမမွေးလာပြီဆိုရင်တော့ကျွန်တော်တို့လှီးထားတဲ့ဝက်သားကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ရောတမသွားမွေးပေးရပါမယ်နော်အရသာအတွက်ကတော့ငံပြရေထည့်ပါမယ်ပဲငံပြရေထည့်ပါမယ်ပဲငံပြရေအကြည့်ပေါ့နော်ဒါကတော့ခရစ်စီလေးအနေနဲ့ထည့်ပါမယ်ပြီးလို့ရှိရင်တော့ကြားအနေငယ်ထည့်ပါမယ်နော်ဝတ်တာမကျက်ခင်အိုမကရအောင်ရေအနေငယ်ထည့်ပါမယ်ဝတ်တာကိုပပလေးပြီးထားတဲ့အတွက်ကြောင့်ဝတ်တာကကျက်လွယ်ပါတယ်နော်ဝတ်တာကကျက်လာပြီဆိုရင်တော့ကျွန်တော်တို့နှစ်ချင်ကိုထည့်လိုက်ပါမယ်အားလုံးနှဆက်သွားအောင်မွေလို့ပြီးပြီဆိုရင်တော့အဖုံးလေးခဏအောက်ထားလိုက်ပါမယ်အနာလေးမွေးသွားရအောင်နောက်ဆုံးမှကဖောက်ရွက်ကိုထည့်ပါမယ်နော်ကဖောက်ရွက်ကမကြိုက်ရင်မထည့်လေးရတယ်လို့မရှိရင်လည်းမထည့်လို့ရပါတယ်နော်ကျွန်တော်ရဲ့ဗီဒီယိုကို like and share လေးလုပ်သွားပေးဖို့မမေ့ပါနဲ့နော်ကြောက်တစ်ချက်လောက် like လေးနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်နော်ဝတ်သားနှစ်ချင်းတွင်ဆိုင်အနာမှုလေးနဲ့စားလို့ရပါပြီနော်ကဲတကယ်ချင်းတို့ရေလာသမင်းတူစားကြမယ်လက်ရှိဟောဘางกับพิมพ์ลดแกงหน่อไม้ดองกับหมู3 ชั้น